ဒီတင်မောသားကသမုတ်တရားတွေကိုရေလောင်းနေတာပါကြောင့်လို့ထင်ပါတယ်လေမဟုတ်ပါဘူးဒါကမုန်တိုင်းတိုက်ပြီးနောက်တင်မောဘော်ကပိုရှန်နေတဲ့ရေတွေကိုကုန်းဘက်ကနေတန်ရှင်းရေးလုပ်နေတာပါတင်မောတစင်းဟာအန္တရာယ်ရှိတဲ့ရေထဲဝင်လာရင်ပင်လယ်ဓားပြတွေရဲ့ပြစ်မှတ်ဖြစ်လာနိုင်တယ်ဟုတ်တယ်နှစ်တစ်ထောင်ခွဲရာစုမှာပင်လယ်ဓားပြတွေအထူးသဖြင့်ဆိုမာလီပင်လယ်ဓားပြတွေရှိနေစေပဲသူတို့ကမြ мян ဆန်ဆန်လှုပ်တက်ကြတယ်လေငယ်လေးတွေပေါ်တက်ပြီးကမ်းနားကိုတွေ့တက်လာကြတယ်အဲ့ဒါကြောင့်တင်မောသားတွေဟာသူတို့ကိုသူတို့ကာကွယ်ဖို့အတွက်စူးကြိုးတွေကိုပတ်ပတ်လည်မှာဆန့်ထားရပါတယ်ဒါပေမဲ့သူတို့ကိုတင်မောကနေလုံးဝဝေးကွာစေဖို့မီးတက်ပိုက်တွေကိုအစွမ်းထက်အောင်အသုံးပြုထားတယ်ပင်လယ်ဓားပြလေတဝိုက်မှာမှုံရီမွားနိုင်ရန်တွေတက်လာပြီးဖီအားအောင်မှာရေတွေခုန်နေတယ်အဲ့ဒီတိမ်တိုက်ထဲမှာမြင်နိုင်စွမ်းပျောက်ဆုံးသွားတာကြောင့်ပင်လယ်ဓားပြလေဆုတ်ခွာသွားရတယ်ကြောက်ချတင်မောတစင်းကိုအလွယ်ဆုံးပြစ်မှတ်လို့သတ်မှတ်ကြတယ်ပင်လယ်ဓားပြတွေကလေကားတောင်မလိုဘူးဒီဗီဒီယိုမှာလိုပဲကြောက်စူးကြိုးကိုတက်လိုက်ရုံပါပဲကြောက်စူးရဲ့ဆဲတစ်ခုတည်းကလူဦးကောင်းရွယ်စားရှိပြီးတိဆောက်မှုတစ်ခုလုံးကတန်ချိန်ရာနဲ့ချီပြီးအလေးချိန်ရှိနိုင်တယ်စွန့်စားလိုသူတွေအတွက်တော့ဒီကားပေါ်တက်ဖို့အလွယ်ကူဆုံးနဲ့အငြိမ်ဆုံးနဲ့လမ်းပါပဲ